လက်၅ချောင်းနဲ့လက်၃ချောင်းဘာကွာလဲပြောပြမယ်ဖရာတရားတန်ခါဆရာမိဘလက်၃ချောင်းအတိတ်ပဲပြောပြမယ်ဝဝစာဝေးဝေးနေဝမဆွဲနဲ့ငါစိတ်မကောင်း တနင်္ဂနွေလိုဖြက်စီရထားတာနဲ့ဆွဲရပါလိမ့်မယ်တနင်္ဂနွေလိုဖြက်စီရထားနဲ့ပြေးရမယ်တနင်္ဂနွေလိုမြို့ပခုနမြို့ပရထားနဲ့ဆိုမြို့ပတိုင်းသွားမယ်မြို့ပေါ်လေးမှာတုံးတဲ့ကားတွေကဖြက်စီကားတွေဖြစ်ရမယ်ရေထဲမှာငါရှိလားမရှိဘူးဘသူရှိတာလဲဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်မအေးတော့ငါ့သွားကြည့်နေနဲ့မြင့်မှန်ယူဆုံးမှာပဲကားပြောင်းလေးရရေလုံးနဲ့တူတယ်ကိုမိသားရောလားဟိုဟာကိုကျွန်တော်9ရက်ပဲဘယ်တော့မိသားခုမှတက်တော့ဟုတ်ကိုကျွန်တော်မဟုတ်ဒီမှာ6နာရီကြာညနေ6နာရီမှာဒီပြည့်ချက်ချိန်6နာရီလို့ပြောတာဟုတ်ကျွန်တော်မဟုတ်ဒီမှာသပင်ညနာကရောင်းတစ်ဖက်ပဲဖြစ်အဲ့ဒါကြောင့်ငါချလာရင် no အခုချိန်မှာနေငါ့ကိုလိုအပ်လား no ငါအတွက်တစ်ခုလုပ်ပေးမယ် no နေနှလုံးသားထဲမှာငါတွေ့နေရရရှိ no တနေ့ငါထပ်သွားရင်နေမငိုဘူးပေါ့ yes အေးပေါ့လေနေငါတကယ်ချက်ခဲ့တာမှမဟုတ်ဘူး ဒါအမှန်ပဲ ပြီးတော့ဒါဆိုလမ်းခွင့်မယ် နေအောင်ငါပြောမယ်ဒီချာလာတာနေရချောတာမဟုတ်ဘူးလှတာအခုချိန်မှာနေကိုလိုအပ်တာမဟုတ်ဘူးအချိန်တိုင်းလိုအပ်တာမြန်မာ CDM မြန်မာ PDF မြန်မာ NUG မှာဘာကြီးမှရမှမရှိဘူးညီလေးတို့မင်းအာမချောင်နဲ့ဒီမိုးယူဖမ်းထားတာတဲ့ဖမ်းထားတော့သူတို့သွားယူရတဲ့အဲ့မှာအဲ့ရတရက်ပင်အောင်မှာစခန်းလုံးလုံးဟာရှိရတဲ့အဲ့ဒါကိုမီးရှို့ခဲ့တာတဲ့အဲ့လိုပြောတာအဲ့ဒါမင်းတို့ကောင်နေပြောနေရလားအဲ့ဒါတွေကိုဟမ်ဟုတ်ပါဗျာလို့စရမှာဗျာမစားတော့ပါဘူးဗျာကြည်စားရလားဟေးကြည်စားရလား